နေစီမချစကိုင်းသားအဖွဲ့ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေစီမချစကိုင်းသားအဖွဲ့ရဲ့တရင်နဲ့ပြန်ကြားရေးတောင်းကျောင်းတက်နေရကျောင်းတက်ပြီးတော့ကျွန်တော်ဒီဆောင်မွေးလေးဖြည့်ပြီးတော့ဒီကိုဗစ်နဲ့နားပြီးရဲ့နောက်ပိုင်းမှာအာဏာသိမ်းမှုဖြစ်လာအာဏာသိမ်းမှုဖြစ်လာပါဒီဆန္ဒပြရေးထဲမှာလည်းဒီတရောင်းနေရာပါခဲ့တယ်ပါခဲ့ပြီးတော့နောက်ပိုင်းကျတော့ဒီအာဏာရှင်တော်လှန်မရောက်မစိမ့်နဲ့ထောက်ဖို့နေရာနေပထမဆုံးနဲ့ပါဝင်တယ်ပေါ့ထောက်ပို့ပြီးတော့ကျွန်တော်ဒီမျိုးနယ်တွေပေါ့ကိုနေထိုင်ရမျိုးနယ်တစ်ခုမှာဒီအဖွဲ့အစည်းပေါ်ပေါက်လာပြီဆိုတော့တရင်ပေးကနေတစင်းနဲ့ဒီတောတွေကိုရောက်ခဲ့ပြီးတော့ဒီတော်လည်းအင်အားစုတွေနဲ့ပူးပေါင်းတနေရာနေပြီးတော့တရင်ထောက်လည်းနေရာဖြစ်စီဒီလက်နက်ခဲရင်ဖို့လိုအပ်တယ်လို့ဖြစ်စီအလူဒီပြည်သူရေးရှိမျိုးစီကနေပြီးတော့ကောက်ခံပြီးတော့လိုအပ်တဲ့အရာတွေကိုဝယ်ပေးပြီးတော့တဖြည်းဖြည်းနဲ့ဒီထဲကိုရောက်လာပါတော့ဒီ PDF တကားတေးအောင်နေနဲ့ဒီရွေးချယ်လိုက်တဲ့အချိန်ကျတော့စင်ကုန်မှုရအများကြီးရှိခဲ့ဆိုတော့အိမ်ကခွင့်မပြုဘူးအိမ်ကခွင့်မပြုတာရှိတယ်ပြီးတော့ဒီပတ်ဝန်းကျင်ကလည်းဗာမျက်မသိညာမျက်မသိဆိုတဲ့စိတ်တွေကဒီအိမ်ရဲ့ဒီသားစုရဲ့ဂျက်သွေးမှုကိုခံရရပေါ့သတ်ဆောင်တော့တော်လိုင်းလုံနေတဲ့အချိန်ကနေစပြီးတော့ဒီမပြီးမချင်းအိမ်ကိုဆက်သွယ်မလုပ်ပါနဲ့အိမ်ကိုပြန်မလာပါနဲ့ဒီလိုပြောထားစစ်ကောင်စီရဲ့ရုံမာမှုတွေဟာပြည်သူများမြင်တွေ့တဲ့အတိုင်းပါပဲဗျာခုကြည့်နေတဲ့သူတွေပျော်ပါနေတဲ့သူတွေကြည်ပါတပွဲပဲရှိပါတယ်ဆိုတော့ဒီအရင်တော့တိုက်ပွဲတွေကြောင့်ကျွန်တော်ကလမ်းမမီခဲ့ရရှိရပြီးတော့ကိုအသက်အရွယ်နဲ့ကြတော့ဒီ training များများဆင်းရတာပေါ့ရှိတယ်အဲဒီကြောင့်မလို့ပါဒီတပွဲပဲလောလောဆယ်တော့တပွဲပဲလိုက်ခဲ့တယ်ပေါ့နော်ကျန်တဲ့ဘိုင်းကြတော့ဒီ UD ဘိုင်းကစားတာတော့ပါလောက်ခဲ့လို့ရှိတယ်တုံးလေးလာပိုင်းကဖြစ်သွားတဲ့ဒီမုံရော်ကနေပြီးတော့ကျွန်တော်တို့ဒီဒီပြည်နယ်ဘက်ကိုပြီးတော့ဒီအချင်းသားတွေပို့မယ်ပြောင်းရှင်းမယ်ဆိုရဲနေ့မှာကျွန်တော်တို့ဒီသူတို့ရဲ့ကင်းဒီရင်တန်းကိုစောင့်ကြည့်နေတဲ့အချိန်မှာအနောက်ကနေလိုက်ပစ်ခံရတာပေါ့ဒါကိုကရှေ့ကနေဆိုင်ငယ်လေးပြီးမောင်းပြေးတယ်အနောက်ကနေပြီးလိုက်ပစ်ခံရတာရှိခဲ့ဘူးဒါသူအခက်ခဲပေါ့ကိုရအခက်ခဲဆုံးနေရပေါ့အဲ့ဟာဟုတ်တယ်ဗျတယောက်ထဲနဲ့ဒီသူအများပေါ့ကိုအနေလုံးရှိ10ယောက်ပဲ10ယောက်မောင်းမြန်နေနေဖြစ်တာပေါ့သူကတော့သူလက်ထဲရှိရဟာနဲ့ကောက်ပြင်နေရဖုံးနဲ့ကိုကတော့ဒီပြေးလိုက်ရဖန်ခံလိုက်ရရင်ကိုဖုန်းထဲမှာကွန်တက်တီယာများပြီဒီနိုင်ငံကြီးနဲ့မလို့ကင်းတဲ့ကွန်တက်တီယာများပြီကွန်တက်တီများပြီဆိုတော့ကိုတခုခုဖြစ်သွားမှာကိုမစိုးရင်ဘူးဒီကိုကွန်တက်ထဲမှာရှိတဲ့လူတွေကိုနဲ့ပြောထားတဲ့စကားပြောထားတဲ့လူတွေထိသွားမှာပဲကြောက်တာအဲဒီစိတ်တခုပဲကြောက်တာကျန်တဲ့စိတ်ကောင်းမှမကြောက်တေးအောင်မှမကြောက်ဘလို့ပဲရင်းအဖွဲ့ကြီးရဲ့လောက်ခံဖြစ်ထောက်ပံ့တစ်ခုမှမရရှိခဲ့ဘူးလက်နဲ့တက်လက်သာချပြီးတယ်ကျန်တဲ့ဒီခဲရင်တို့ရိတ်ခါဘူးကခုပေါ့ပဲဒီဝယ်ယူပြီးတော့တော်လန်းနေရပါဘောနော်အခုနောက်ပိုင်းကျတော့ခဲရင်ကမရှိလို့လက်နဲ့သာရှိပြီးတော့ခဲရင်ကမရှိလို့ဒီလက်နဲ့ပဲကျွန်တော်တို့အနေနဲ့ကရှိတာအနောက်ကခဲရင်ရှိတာတော့မရှိဘူးတချို့ဆိုပြောကြတယ်ဒီအခွဲကလက်နဲ့ရှိတဲ့နဲ့မတော်လန်းဘူးဆိုလက်နဲ့တော့ရှိပါတယ်ဘယ်မှာခဲရင်ပြစ်ပြဒီဘယ်မှာကြည်စံအဲဒီကြည်စံနေမရှိလို့ကျွန်တော်တို့နေတာဘာမှမလုံးဆောင်နိုင်တာရှိရအခုဆိုရင်ကျွန်တော်အနေနဲ့လက်နက်ကအနည်းဆုံးရှိကျွန်တော်အနေနဲ့9လက်လောက်ပဲရှိခဲ့9လက်ရှိတဲ့အချိန်မှာဒီအင်9ကဒီ50လောက်ရှိရပေါ့နော်50ကျော်ပေါ့50ကျော်လောက်ရှိတဲ့အချိန်မှာလက်နက်ကဒီ9လက်4နဲ့အင်အား50နဲ့ဆိုတာတော့ကွာချားရဲ့အကွာကြီးဖြစ်နေရလေတောက်ဝဲတစ်ခုတော့မယ်ဆိုရင်တက်စိတ်တစ်စိတ်လောက်လုပ်မယ်ဆိုရင်တော့မှဒီလက်နက်က9လက်ပဲပါပြီးတော့ကျန်တဲ့ဒီတက်စိတ်ဒီခွဲတွေကကျန်တဲ့ဒီ25ယောက်ဆိုရင်ကျွန်တော်တို့ဒီ9ယောက်ပဲဖြစ်ပြီးတော့20ကအလက်မပါဘဲနဲ့ကျွန်တော်တက်ကြီးသွားသလိုကြီးဖြစ်နေအဲ့လိုမျိုးအချိန်တွေကြီးတောက်ခဲ့ရောဟိုရောက်မှကျွန်တော်တို့ငားပြီးတော့ပြစ်တာလို့တယောက်လိုလည်းဖြစ်တာတော့ရှိခဲ့ရောဟုတ်အန်ယူဂျီကထောက်ပံ့ရတော့တခုမှမရသေးရမရတော့ကိုလိုဘက်ကချိတ်ဆက်မှုတွေမရှိဘူးဒီချိတ်ဆက်ခဲ့
ထိတ်သက်မှုတွေရှိခဲ့တော့လေဒါပေမဲ့သူထောက်ပံ့မှုပေးမဲ့ပြီးပဲနဲ့မရခဲ့ရည်များပြီ2 လနေရောက်မယ်3 လနေရောက်မယ်ဆိုတော့တနေ့ကျော်လာပြီဒီတော်လိုင်းကြီးတွေကလုံနေရပြီးကန်နီးနေပြီအခုချိန်ကြီးထောက်ပံ့မှုကတရားတစ်ချက်မှမရခဲ့ဘူးဘာလို့ပဲရှိရဟာခြံဝင်း